အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးတွေကတော့ Tefal pressure cooker ရဲ့အသုံးပြုပုံလေးနဲ့ဘာလေးတွေပါလဲဘယ်လောက်စန့်ဝင်လဲဆိုတာကိုဒီဗီဒီယိုလေးနဲ့အသေးစိတ်ရှင်းပြပေးသွားပါမယ်အဲ့တော့ဒီဗီဒီယိုလေးကိုရှေ့ဆက်ပြီးတော့ကြည့်ပေးကြပါဦးအခုဒီကောင်လေးကိုကျွန်တော်တို့အနည်းကရိုက်ပြပေးမယ်ဒါဆိုလို့ရှိရင်သူ့ရဲ့ဘူးကုန်ဒီမှာနော် Tefal ရဲ့ဘူးကုန်သူမှဆိုအသုံးပြုလို့ရတာတွေအကုန်လုံးဒီမှာရေးပေးထားတယ်ပါတယ်ဒီမှာဆိုလို့ရှိရင် spherical bowl တို့ပါလို့ဒီမှာဒါလေးကသူ့ရဲ့ဘူးကုန်လေးခင်းနေဒီမှာပေါင်းမယ်ဒါကြီးချက်မယ်ဒီဘူးကွန်လေးမှာအကုန်ပါတယ်ပေါ့နော်အဲ့တော့ဒီဘက်ကအမဲရောင်လေးကိုလည်းပြပေးမယ်ဒါကတော့သူ့ရဲ့အသားနာလေးဒါလေးကသူ့ရဲ့အသားနာလေးဖွင့်ရပိတ်ရတာလေဒီကောင်အရန်လွယ်တယ်ဒါသူ့ရဲ့အားသာချက်အခုကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်နောက်မှာဖုံးလေးကိုလေအဲ့အနောက်မှာဒီမှာသူ့ရဲ့ဒီခွက်လေးရှိတယ်အဲ့ခွက်အစွန်လေးမှာချလိုက်ပြီးရင်တကူပိတ်လို့ရတယ်တချို့ pressure cooker တွေကလေပိတ်တာခတ်တယ်ဆိုပြီးပြောနေတာပေါ့နော်ဒါပေမဲ့အခုဒီ Tefal လေးကတော့ပိတ်ရိုက်ဖွင့်ရတာလေအရန်လွယ်ကူပါတယ်နောက်တစ်ခုကဒီဘက်ကအမဲရောင်လေးဒီအမဲရောင်လေးကကြတော့လေအတူတူပဲသူ့ရဲ့ site လည်းအတူတူပဲဒါအဝတ်ပေါ့နော်အရောင်မဲကွာသွားတာကြမ်းတာအကုန်အတူတူပါပဲအဲ့တော့ကျွန်တော်ရှေ့ဦးမှာ function လေးတွေအကုန်လုံးကိုရှင်းပြပေးမယ်အခုဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော် power on လိုက်မယ်နော်ဒီမှာဘာအားသာချက်ရှိလဲဆိုတော့ဒီကောင်က pressure cooker လည်းမဟုတ်ဘူး slow cooker function မှာပါတယ် slow cooker ကဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အသားတွေကိုလေပေါင်းတာအယိုးတွေကိုပေါင်းတဲ့အခါမှာမီးအေးလေးနဲ့အချိန်ကြာကြီးပေါင်းတာပေါ့နော်သူ့ရဲ့ vitamin ဓာတ်တွေ collagen ဓာတ်တွေထွက်အောင်အဲ့လို slow cooker function တည်တံ့ဆိုရင်အပြင်မှာဆိုလဲ slow cook တွေကဈေးတက်မှုတစ်ခုရှိတယ်ပေါ့နော်အခုဒီကောင်မှာကျတော့ pressure cooker ရော slow cooker ရောပါတော့နှစ်မျိုး2 in 1 3ရတယ်လို့ဖြစ်သွားတော့အရန်အဆင်ပြေတယ်တစ်လုံးနဲ့ AC ပြီးသွားပြီကိုက slow cook လုပ်ချင်လား pressure cook လုပ်ချင်လားဒါရွေးချယ်ပြီးတော့အသုံးပြုလို့ရတယ်အခုဒီမှာကျွန်တော်ပါတဲ့ menu လေးတွေကိုပြပေးမယ်အခုဒီမှာဆိုလို့ရှိရင် stew ပထမဦးဆုံးဆိုလို့ရှိရင် stew ပေါင်းမှာပေါ့နော်ကျွန်တော်တို့အသားတွေပါတွေပေါင်းတဲ့ဟာဒုတိယတစ်ခုကကြတော့ soup သူကကြတော့ကျွန်တော်စွပ်ပြုတ်တို့ပါတို့လုပ်တဲ့ကောင်လေးပေါ့နော်ဒုတိယတစ်ခုဒါဆိုသူက auto timer တွေပါတယ်ဒီမှာ auto timer တွေပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒါ brown white ဆန်လုံးညိုကိုချက်မှာဆန်လုံးညိုချက်မှာပါတယ်ဒီမီနူးစာအုပ်လေးထဲမှာလည်းဘာတွေချက်လို့ရတယ်ဆိုတာလေးပါပါတယ်เนาะပြီးလို့ရှိရင်ဒီကောင်ကကြတော့ steam ဒါရင်သွင်းခွင်းနဲ့ပေါင်းလို့ရတယ်ကျွန်တော်အကြက်သားတွေဘာတွေကိုပေါင်းလို့ရတယ်ဒါကကြတော့ steam function ပေါ့เนาะနောက်တစ်ခုကကြတော့ဒါလေးက bake ဒါကိတ်မုန့်ဖုတ်တာလို့ပါတော့ဒါကိတ်မုန့်ဖုတ်တာလို့ပါလို့ဆိုလို့ရှိရင်သူကဒီမှာ function လေးမှာသုံးလို့ရတယ်အချိန်လည်းထပ်တိုးလို့ရတယ်ပြီးမှကျွန်တော်အချိန်တိုးတာလေးကိုပြပေးပါမယ်နောက်တစ်ခုကကြတော့ဒါ slow cookဒါလေးမီးအေးလေးနဲ့ချက်တာတွေ့လားအချိန်ကဒီမှာဆိုမီးအေးလေးနဲ့ချက်တဲ့ကောင်ဆိုလို့ရှိရင်အချိန်ကဒီမှာတိုးသွားပြီ4နာရီပြည့်သွားပြီအဲ့ဒါကိုအချိန်ထပ်ပြီးတော့တိုးလို့ရသေးတယ်ကျွန်တော်တို့အယိုးတွေပါတယ်တွေက collagen တွေပါတယ်ကိုထုတ်မယ်ပါမယ်ဆိုလို့ရှိရင်ဒီ slow cook function နဲ့သုံးလို့ရပါတယ်နောက်တစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင် rice သူကကြတော့ထမင်းချက်တာကျွန်တော်တို့ရိုးထမင်းကိုချက်တာเนาะဒီမှာဆို10မိနစ်အဲ့ဒါကိုအချိန်ထပ်တိုးခြင်းလည်းရတယ်ဒါပေမဲ့သူ့ရဲ့pressure cooker တော်တော်များများမှာဒီဆန်ရဲ့ function ကတော့အချိန်တွေပါထပ်တိုးစရာမလိုဘူးချက်လို့ရတယ်နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်သူကဒိန်ကျင်လုပ်တဲ့ကောင်ဒါလေးကဒိန်ကျင်လုပ်တဲ့ဟာအချိန်ကလည်း8နာရီကြာတယ်ကျွန်တော်တို့ no ကိုကြိုပြီးတော့ဒိန်ကျင်လုပ်လို့ရတယ်ဒီမှာဆိုရင် yogurt fan maker ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ဆိုရင် porridge စံပြုတ်တို့ပါလို့လုပ်တဲ့ဟာဒီကောင်ဆိုစံပြုတ်လုပ်တဲ့ကောင်လေး things လေးနဲ့သူကဒီမှာဇွန်းလေးစိုက်ထားတယ်အဲ့လိုပေါ့နော်စံပြုတ်လုပ်တဲ့ကောင်လေးဒါကိုအချိန်ထပ်တိုးလို့ရတယ်နောက်တစ်ခုကဘာလဲဆိုနောက်ဆုံးပိတ်ဒီကောင်လေးကကျွန်တော် menu တွေကျွန်တော်တို့ဒါကိုဒီသူ့ရဲ့ auto menu တွေကိုမကြိုက်ဘူးကိုယ့်ရဲ့အချိန်တိုင်းကိုယ့်အကိုချက်မယ်ဆိုဒီ menu တွေနဲ့ချက်လို့ရတယ်ဒါကတော့သူ့ function လေးပါအချိန်တိုးတာလေးကိုပြပါဦးဆုံးအနေနဲ့ကတော့ကျွန်တော်အဖုံးဖွင့်တာအဖုံးပိတ်တာလေးကိုအရင်ပြပေးမယ်เนาะ pressure cooker ဒါပေမဲ့ဒီကောင်လွယ်တယ်ဒီမှာကျွန်တော်ဒီကောင်လက်ကင်လေဒီကောင်ကိုဖွင့်လိုက်ရတယ်ဒီမှာဒီအတွင်းထဲမှာစီးတွေပါတယ်ဒီမှာဒါလေးတွေပါတယ်เนาะ304 stainless ဒီမှာဆိုလို့ရှိရင် premium quality ကိုအသုံးပြုပေးထားတယ်เนาะpremium quality ကိုအသုံးပြုပေးထားတယ်ပိတ်တဲ့အခါကျတော့ဒီမှာလေသူကကျွန်တော်ဒီမှာသူ့ auto ဒီတကားမြောင်းလေးပါနေတာအဲ့မြောင်းလေးမှာကျွန်တော်ဒီကောင်လေးကိုစိုက်ထည့်ဖုံးလေးကိုသူကသူချပြီးပိတ်လိုက်အောင်မယ်လွယ်တယ်နော်ဒီလိုလေးပဲချမယ်ဒီမှာပိတ်မယ်တအားလွယ်တယ်နောက်ပြီးရင်ဒီမှာရင်နှင်းငွေရကြတော့ကျွန်တော်တို့အဖွင့်အပိတ်ဒီလိုမျိုးရင်နှင်းငွေကို press လုပ်ထားရင်ဒါကျွန်တော်တို့ဒါ pressure နဲ့ချက်နေတာမဟုတ်ဘူးအငွေ့ကိုလွတ်ထားတယ်ပေါ့နော်ဒီဟာလေးကဆိုရင်ဒါဆိုအငွေ့သိမ်းပြီးတော့ pressure နဲ့အယိုးနှူးအောင်ချက်ထားတာဒါလေးကိုကြည့်လို့ရတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော် function တွေကိုဆက်ပြီးရှင်းပြပေးပါမယ်ကျွန်တော်အချိန်တိုးတာလေးကိုပြပါမယ်သူကကျွန်တော်တို့ menu ရွေးပြီးသွားတာ ਨੇ ကျွန်တော်တို့ဒါဆိုလို့ရှိရင်ဒီကောင်လေးကအချိန်တိုးတဲ့ကောင်လေးเนาะဒါလေးကကြတော့အပူချိန်တိုးတဲ့ကောင်လေး
ဒီကောင်လေးကကျတော့ preset တိုင်မှာခက်လုပ်လေးပေါ့နော်ဒီ၄ခုလေးပါတာပေါ့ဒီမျက်နှာပြင်မှာအခုအဲ့ဒါဆိုအချိန်တိုးမယ်ဆိုကျွန်တော်တို့ဒီ time လေးကိုနှိပ်လိုက်တာနဲ့ဒီ minute လေးကလှုပ်သွားတယ်အဲ့ minute လေးလှုပ်သွားပြီးဒီမှာတိုးလို့ရတယ်ဒီ Tefal pressure cooker မှာဆိုတာသူကဘယ်နှမိနစ်ပေးလို့ရလဲဆိုရင်2နာရီထိပေါင်းလို့ရတယ်အဲ့တော့ကျွန်တော်တို့ငတလောက်တို့ပါလို့ဆိုလို့ရှိရင်2နာရီဆိုလုံးဝအနူးအကျက်လက်ကြည့်စရာမလိုဘူးเนาะအဲ့လိုမျိုးဖြစ်သွားတယ်အခုဒီကောင်ကကျွန်တော်34ဒီမှာ40ဒီမှာ60ကျော်ဒီမှာ2နာရီထိသွားလို့ရမယ်เนาะအတိုးလျှော့ဒီအဝိုင်းလေးနဲ့ပဲသွားတယ်ဒီမှာဆိုရင်2နာရီထိနော်အဲ့က10မိနစ်ကနေတော့2နာရီထိပေးလို့ရတယ်အဲ့လိုကဲအဲ့တော့ကျွန်တော်တို့ကဒါနှက်တဲ့ဟာအဲ့လိုအချိန်သွားပြီးတော့တိုးလို့ရတယ်ဒါအချိန်တိုးတဲ့နည်းပေါ့အခုဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတိုင်မှာဒီအပူချိန်ရောတိုးလို့မရဘူးလားဆို तू ကဒီထဲမှာတိုးလို့ရတဲ့ function ဆိုရင်အပူချိန်ကတိုးလို့ရတယ်တချို့မလိုအပ်တဲ့ဟာဆိုလို့ရှိရင် तू က auto လုပ်ထားပြီးသားဒီမှာကျွန်တော်2နာရီထိလုပ်ထားတဲ့ဟာလေးကိုကြည့်လိုက်မယ် तू က auto လို့ပေါ်ရင်ဒါဆိုအပူချိန်ကထပ်တိုးလို့မရတော့ဘူး तू က100 degree celsius နဲ့ तू ကသွားမှာနော်100 degree celsius auto default temperature 100 degree celsius ကနေ160 degree celsius သူauto ပေးထားပြီးသားအဲ့ဒါတိုးလို့မရအောင်တကယ်လို့မှအဲ့လိုမဟုတ်ကျွန်တော်တို့ကဒီမှာ function တစ်ခုကိုထပ်ရွေးလိုက်မယ်နော်တိုးလို့ရတဲ့ function တစ်ခုကိုထပ်ရွေးလိုက်မယ်အခုကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် stew soup တို့ဘာတို့မှာကျွန်တော်တိုးလို့မရဘူးဒီမှာဆိုရင် brown white စံလုံးမျိုးမှာတိုးလို့ရတယ်ဒီမှာကျွန်တော်ကတိုင်မအောင်မတိုးတော့ဘဲနဲ့ temperature ကိုတိုးလိုက်မယ်ဒီမှာ160 degree celsius ထိနော်သူက auto တော့ပါပြီးသားအဲ့ဒါကိုက short ခြင်းလေဆိုဒီမှာသူက short လို့ရတယ်နော်160 degree က auto ပါထားပြီးသားအဲ့ဒါမှကိုက short ခြင်းလေဆိုရင် short လို့ရတယ်ဒါကတော့အပူချိန်တိုးတဲ့ဟာအဲ့ဒါကိုကျွန်တော်တိုင်းကိုပြန်တိုးမယ်ဆိုရင်ဒီလိုတိုင်းကိုပြန်နှိပ်ပြီးတော့ထပ်တိုးလို့ရတယ်စံလုံးညို့ဆိုတော့မာတော့ကကြတော့ကျွန်တော်တို့ဒါကိုကိုယ့်အကိုချိန်ညှိကျင်တယ်ဆိုလုပ်လို့ရတာပြောတာအဲ့တော့ဒါလေးတွေကြတော့ကျွန်တော်တို့ဒီရဲ့မီနူးစာအုပ်လေးထဲမှာပါတယ်ဒီမှာအပူချိန်တိုးလို့ရတဲ့ဟာကြီးတိုးလို့မရတဲ့ဟာကြီးသူက no တွေ yes တွေနဲ့ပေးထားတယ်ဒီမှာ auto temperature တွေလည်းဒီမှာဆိုလို့ရှိရင်114 degree 160 degree သူက auto temperature တွေလည်းသူကရေးပေးထားတယ်ဒီမှာနော်ဒါလေးကတော့သူ့ရဲ့ menu စာအုပ်လေးပါပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်သုံးပြရတယ်လွယ်ကူတယ်ကျွန်တော် pressure ကွတ်နေဆိုလို့ရှိရင်လည်းအချိန်အရမ်းမြန်တယ်ကျွန်တော်တို့အသားပေါ့နော်ဝက်သားစိတ်သားအမဲသားဆိုလို့ရှိရင်နိုင်ဝက်လောက်နဲ့ကိုသူကကြက်တယ်နော်လက်ကြည့်စရာလည်းမလိုဘူးပြီးရင်ရေတွေအများကြီးထည့်ပေးစရာလည်းမလိုဘူးကျွန်တော်တို့လိုချင်တဲ့အနှစ်အတိုင်းသာရေထည့်ပေးရင်ရပါတယ်အဲ့တော့ဒီ Tefal pressure cooker လေးကိုကျွန်တော်တို့ရှိမှာ installအမကန်2နှစ်နဲ့တူဝယ်ယူရရှိနိုင်ပါတယ်เนาะအဲ့တော့ဒီ menu လေးတွေလည်းအကုန်ပါပါတယ်ဒါလေးကတော့ Tefal pressure cooker အသုံးပြုနည်းလေးပါတတိထားမှာကကျွန်တော်တို့ဟင်းနေပါချက်ပြီးသွားတယ်ချက်ချင်းဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လေလေးကိုထုတ်ပေးရမယ်လေလေးထုတ်ပေးမယ်ဆိုဒီ pressure ခလုတ်လေးကိုနှိပ်လိုက်တာနဲ့ဒီကလေကရှူးဆိုထွက်သွားမယ်အဲ့တော့လက်ကိုဒီနားမှာမထားဘူးပေါ့နော်ဒီဘက်နားလေးကနေကင်ပြီးတော့လေလေးကိုဒီလိုထုတ်ပေးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီ Tefal pressure cooker လေးတော့ပါတဲ့ပစ္စည်းလေးတွေကိုပြပါမယ်ဒီမှာကျွန်တော်တို့စံချိန်ကွက်ပါတယ်ပြီးရင်ဒီမှာဆိုလို့ရှိရင် manual book လေးပါတယ်နောက်တစ်ခုကျွန်တော်ဟင်းညိုခတ်ဖို့ဇွန်းလေးပါတယ်ပေါင်းခံစကားပါတယ်เนาะအဲ့ဒီလိုပါတယ်အတွင်းထဲမှာတော့အိုးပါတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် 3.0 လီတာဆက်ဝင်နိုင်တဲ့အိုးပါတယ်ပြီးရင်အရောင်ကကျွန်တော်2ရောင်ရရှိနိုင်တယ်เนาะ Tefal အခုကျွန်တော်တို့ရှိမှာ2ရောင်လုံး install ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရှိမှာလာရောက်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်